ဒီအိမ်မက်ကိုမကြာခဏပြန်မှတ်နေမိတယ်အိမ်မက်ထဲမှာတောအုပ်နက်ထဲမှာအိမ်ဟောင်းတစ်လုံးတွေ့ရတယ်အဲ့ဒီချိန်မှာပဲလူတစ်ယောက်ကျမနာကိုချဉ်ကပ်လာတယ်သူ့ကိုမသိဘူးဒါပေမဲ့စိတ်ထဲမှာတော့အယမ်းရှင်းနေတယ်လို့ခံစားရတယ်ဒါပဲသူကပြောလိုက်တယ်နင်နောက်တစ်ခါပဲပြန်လာရတော့ကျမကအံ့ပါတော့သူ့ကိုပြန်ပြောလိုက်တယ်ရှင်ကဘယ်သူလဲငါတို့ကတခါတော့ကချစ်သူတွေပါလို့ပြန်ပြောပါတယ်ဒီချိန်အိမ်မက်ထဲမှာကျမကိုကျမမြင်နိုင်ရတာကချစ်ကိအဝေးအစားများနဲ့အခုကျမနဲ့နည်းနည်းချင်းဆိုင်မှာရှိနေတဲ့လူနဲ့အတူတူရီမောပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုမြင်တွေ့နေရပါတယ်အဲ့ဒီအချိန်ရုတ်တရက်ကျမအိယာလန့်လို့သွားခဲ့ပါတယ်ကျမအယမ်းကိုအံ့ဩထိတ်လန့်နေခဲ့မိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့လက်ထဲမှာတစ်သားနဲ့ထွင်းထိုးထားတဲ့လက်စွပ်တစ်ခွင်ကိုတွေ့လိုက်လို့ပါပဲကျမအယမ်းကိုစိတ်ရှုပ်ထွေးသွားပါတယ်ဒါကဘာလဲအိမ်မက်လားတကယ်လားဒီလက်စွပ်ကဘယ်ကရောက်လာတာလဲလို့ကျမအတွေးတွေအယမ်းများသွားပါတယ်ကျမတူတူချာချာအိမ်မက်ကိုပြန်စဉ်းစားမိတယ်ကျမဒီအိမ်မက်ကိုအချိန်မောင်းများစွာထပ်တူမယူဒီအတိုင်းမှတ်နေကြတာကြာခဲ့ပါပြီကျမဒီအိမ်မက်ကိုမှတ်နေကြတာအချင်းချင်းရှိခဲ့ပါပြီဒါပေမဲ့ဒီတစ်ခါမှာတော့ဒီလိုလက်စွပ်ကိုရခဲ့တဲ့အတွက်အိမ်မက်ထဲကလူပြောတယ်လို့ပဲနေတာနောက်ဆုံးချိန်လို့ပြောတာကအမှန်မဲလားကျမဒီအိမ်မက်ကနေလွန်မြောက်ပြီလား